ဒီတစ်ခါကျွန်တော်လုပ်ပြပေးမှာကတော့ဒီ Gmail account ပေါ့နော် Gmail account မဖွင့်တတ်သေးတဲ့သူတွေအတွက်နော်ဖွင့်တတ်တဲ့သူတွေအတွက်တော့မဟုတ်ဘူးပေါ့အရင်ဆုံးဒီ Gmail ဆိုတဲ့software ကိုတောင်းယူမယ်နော်အရင်ဆုံးရတောင်းပြီးဒီဘက်တော့မယ်ဒီဘက်တော့ပထမဆုံးဒီလိုမျိုးပြောဘူးနော်ဒီဟာကျွန်တော်ဖွင့်ပြီးသားဆိုတော့ဒီနားအကောင်ဆက်နေရာမှာနေမယ်ဒီကိုကဲဆိုတဲ့နေရာမှာနေမယ်နော်ဒီအစားလုံးမှာဆိုတော့ click account ကိုနေမယ်နော်ဒီ for my personal use ဆိုတဲ့နေရာမှာတစ်ချက်နေမယ်ဒီမှာနာမည်ရမှာပေါ့နော်ကျွန်တော်အစားတစ်ကောင်ဖွင့်ပြမယ်ဘယ်လိုဖွင့်ပြမလဲဒီလိုမျိုးပဲနာမည်ကကိုထည့်ချင်နာမည်ထည့်လို့ရနော်ကျွန်တော်အစားဆိုတော့ကိုပဲပေါ့ဒီထည့်ပြီးဆို next ဒီမှာပတ်တယ်နေတယ်အဲ့လိုမျိုးရေးပြရအောင်နော်ဒီမှာလာပါဇန်နဝါရီပဲထားပေးလိုက်ပြီး1998ပေါ့ပြီးဒီမှာယောက်ျားမိမယောက်ျားဆိုဒီလိုပဲနေလိုက်မယ်နော်ပြီးအခုလုံးဖြည့်ပြီးဆိုရင်ဒီမှာ next ပြီးဒီမှာဒီလိုပေါ်လာပြီနော်ဒီအပေါ်ကနှစ်ခုဟာသူ original ပေးထားပါနော်အဲ့မကြိုက်ဘူးဆိုရင်တော့ဒီမှာဒီနောက်ဆုံးအောက်ဆုံးကဟာကိုနေပြီးမှကိုထည့်ချင်တဲ့ Gmail account ကိုပြင်ဆင်ပေးလို့ရနော်ကျွန်တော်ကရိုးရိုးလေးပဲတစ်ခါလေးဖွင့်လိုက်မယ်ဆိုတော့ဒီမှာအပေါ်ကဟာပဲယူပေးလိုက်မယ် original ကသူတို့ပေးထားတဲ့ဟာပိုလွယ်တယ်မြန်တယ်ဖွင့်လို့ရတာပေါ့တစ်ချက်နေမယ်ပြီးရင် password ကလည်းနေမယ်နော် password ထည့်မယ်password ထည့်ပြီးပြီဆိုရင် next ပြီးရင်ဒီမှာကိုနေတဲ့နိုင်ငံရဲ့ဖုန်းနံပါတ်ထည့်ရမှာနော်ကိုကမြန်မာနိုင်ငံမှာနေရဆိုမြန်မာဖုန်းနံပါတ်တရုတ်မှာနေရဆိုတရုတ်ဖုန်းနံပါတ်ပြီးရင်ဒီလိုမျိုးတခါလေးနေလိုက်ရုံပဲဥပမာအမေရိကန်ဆိုရင်အမေရိကန်ဒီမှာတွားရှာနေရမှာနော်ဒီလိုမျိုးတွားရှာနေရမှာဒီမှာအမေရိကန်ကိုအပေါင်းတိဆိုရအမေရိကန်ဒီမှာတခါလေးဒီပေးမှာအမေရိကန်လမ်းနဲ့ပေါ့နော်ပြီးရင်မြန်မာဆိုရင်တော့ကိုငါပေါ့နော်အဲဆိုမြန်မာရပြီပြီးရင်ဒီမှာဖုန်းနံပါတ်ထည့်ရနော်ဖုန်းနံပါတ်ထည့်ပြီးဖုန်းနံပါတ်ထဲမှာကုတ်6လုံးလာကြပါနော်အဲထည့်ပြီးရင်ကိုယ့်ရဲ့ Gmail account အတက်ဝင်တော့ရနော်ကျွန်တော်တစ်ချက်ပြမယ်ဒီမှာကုတ်ထည့်မယ်နော်ကုတ်ဆောင်နေမယ်ဒီမှာကုတ်လာဝင်ပြီ okay ကိုကောင်းတယ်နော်ရပြီပြီးအောင်ဆုံးမှာclean ကိုနေမယ် okay ရလာပြီနော်အဲ့ဒါဆိုရင်တော့အကောင့်ဖွင့်တာအောင်မြင်သွားပြီမတိတည်းတူရတာနော် Gmail account မတိတည်းတူရတာကြာလိုင်းမကောင်းလို့ဆိုတော့အဲ့မှာခဏဖွင့်လိုက်တဲ့ကိုကောနော် okay အဲ့လိုမျိုးဆိုရပြီနော်